ဆေးရုံဆိုတာတေချင်းနဲ့ရှင်ချင်းတထက်တဲကြနေတဲ့နေရာပေါ့ဒါပေမဲ့မျက်နှိုးဆေးရုံဆိုတဲ့နေရာဟောင်းကြီးမှာတော့တေချင်းတရားကအဆုံးသတ်မဟုတ်ဘူးဆိုတာမောင်မောင်တယောက်သိလိုက်ရတဲ့အချိန်မှာအားလုံးကနောက်ကျနေခဲ့ပြီမောင်မောင်ဟာအလုတ်တင်ဆရာဝန်တယောက်ပါတညမှာတော့သူဟာလူသူကင်းဝေးတဲ့ဆေးရုံရဲ့အနောက်ဘက်ဆောင်မှာညဆိုင်ကြခဲ့တယ်အဲ့ဒီဆောင်ဟာလူနာတိတ်မရှိပဲအမြဲတမ်းမောင်မိုင်ပြီးအေးဆက်နေတတ်တယ်ည12နာရီတိမှာအဆောင်ရဲ့အဆုံးကအခန်းအမ404စီကနေလူနာခေါ်တဲ့ဘဲတီးတန်ထွက်လာတယ်တီမောင်မောင်နည်းနည်းတော့ထူးဆန်းသွားတယ်အဲ့ဒီအခန်းကလူနာမရှိပဲပိတ်ထားတာကြာပြီလေသူဓမီလေးကိုကင်ပြီးအမောင်သေးကလူနာဆောင်အတိုင်းရှောက်သွားခဲ့တယ်အခန်း404ရွှေရောက်တော့တကားကအလိုလိုပွင့်ဟနေတယ်အထဲမှာဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ကောင်လေးတယောက်ဆရာကျွန်တော်အရန်ချမ်းနဲ့ဆောင်းလေးတစ်ချက်လောက်ခြုံပေးပါတယ်မောင်မောင်ကိုတင်နာကိုတိုးသွားပြီးဆောင်းခြုံပေးလိုက်တဲ့အချိန်မှာတတိထားမိလိုက်တာကအဲ့ဒီကောင်လေးရဲ့အသားတွေကပဲ့ချေနေတာပဲမင်းကဘာလို့လဲလို့မေးလိုက်တော့ကောင်လေးကပြုံးပြီးကျွန်တော်ကိုမမိဘူးလားဆရာလွန်ခဲ့တဲ့တစ်ပတ်ကဆရာကိုယ်တိုင်ပဲကျွန်တော်တို့ဒီခန်းထဲမှာရင်ခွဲစစ်စီးခဲ့တာလေမောင်မောင်ကြောက်လွန်းလို့အတင်းပြေးထွက်ခဲ့ပြီးမြဲအပြင်မှာခြေထန်တွေကသူ့နောက်ကိုလိုက်လာတယ်ဆရာကျွန်တော်နှလုံးသားကိုဆရာယူထားတယ်မလားပြတ်ပေးပါအောင်မောင်မောင်သူ့အိတ်ခတ်ကိုငုံကြည့်လိုက်တဲ့အခါသူ့လက်တွေမှာသွေးတွေပေကန်နေပြီးအိတ်ခတ်ထဲမှာတကယ်ပဲခုံလုတ်နေတဲ့နှလုံးသားတစ်ခုရှိနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာပဲဝါသားခန့်ထဲကဖုန်းကမိလာတယ်မောင်မောင်မင်းပင်ပါလေမင်းဒီနေ့ညဆိုင်ရှိတာမေ့နေတာလားတဲ့ဖုန်းထဲကတန်ကသူ့ဆရာဝန်ကြီးရဲ့အတန်ပါဒါဆိုရင်အခုသူရောက်နေတဲ့နေရာကပဲ့နေရလေမောင်မောင်ဟာလက်ထဲကဖုန်းခွက်ကိုကင်ထားရင်းကြောက်လန့်တကြနဲ့ဘေးဘီကိုဝေဝဲကြည့်လိုက်တယ်ရုတ်တရက်သူ့အိတ်ခတ်ထဲကနှလုံးသားကပိုးပြီးပြင်းပြင်းထန်ထန်ခုန်လာတယ်တစ်ချက်ခုန်လိုက်တိုင်းသူ့ရင်ဘတ်ထဲကပါလိုက်ပြီးအောင်တက်လာတာပေါ့အဲ့ဒီချိန်ပါပဲပတ်တီးတွေပတ်ထားတဲ့တူနာဖြူဆရာမတယောက်ပေါ်လာပြီးဆရာလူနာနှလုံးရက်သွားပြီးအမြန်လာခဲ့ပါလို့ခေါ်သွားတယ်သူတို့ရောက်သွားတာကရင်ခွဲယုံရှိကိုပါအခန်းထဲကကိုတင်ပေါ်မှာအဖြူရောင်ပိတ်ဆက်နဲ့အုပ်ထားတဲ့လူနာရဲ့မျက်နှာကိုလွှမ်းကြည့်လိုက်တဲ့အခါမောင်မောင်အသက်ချူရမတဖြစ်သွားရတယ်အဲ့ဒီလူနာဟာသူကိုယ်တိုင်ဖြစ်နေလို့ပါပဲမောင်မောင်နားလေသွားပြီသူဟာအလုပ်လာရင်လမ်းမှာကားအက်ဆီဒန့်ဖြစ်ခဲ့တာပဲအခုသူမြင်နေရလာတွေကတေချင်းနဲ့ရှင်ချင်းကြားကဝိညာဉ်လောကတစ်ခုသူအိတ်ခတ်ထဲကနှလုံးသားကသူကိုယ်တိုင်ရဲ့နှလုံးသားပဲသူနာဖြူကဓာတ်တစ်ချောင်းကိုကမ်းပေးလိုက်ရင်အခုထိရင်မိသေးတယ်မဟုတ်ရင်ဆရာဒီမှာပဲထာဝရချန်ဟေလိမယ်လို့အော်ပြောတယ်ဒါပေမဲ့အခန်းတောင်းကမျက်လုံးမပါတဲ့ကောင်လေးကတဟားဟားနဲ့ရဲပြီးအနားတိုးလာတယ်မယုံနဲ့အဲ့ဒါမင်းရဲ့နှလုံးသားမဟုတ်ဘူးအဲ့ဒါငါနှလုံးသားမင်းငါစီကခိုးသွားတာလို့ပြောရင်းမောင်မောင်စီကိုအတင်းခုန်အုပ်လိုက်ပါတော့တယ်